မမြေမှရှစ်တီတပုတ်အပိုင်း18ရန်ခန်းကတေချာစဉ်းစားပြီးတဲ့နောက်မှာဦးကြီးတို့ပေးထားတဲ့ကြောက်စိန်အမိန့်ပြာကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီအခါရဲမက်တွေကလည်းကျင်းတိုင်းပြည်ရသခင်လေးမှန်တိသွားကြပြီးရန်ခန်းကိုရှက်ရှင်မဲ့တောင်းပန်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အိမ်ပြန်ရောက်တဲ့အခါရန်ခန်းကအေးအေးဆေးဆေးစားတော့နေခဲ့ပေမဲ့ညန့်ရှီကတော့လုံးဝမစားခဲ့ပါဘူး။ရန်ခန်းကညန့်ရှီဟာရန်သူရဲ့အမိန့်ပြာကိုသုံးပြီးကိုလူမျိုးတွေကိုမောင်းထုတ်လိုက်တာကြောင့်ဒေါသထွက်နေခဲ့တာပါ။ရန်ခန်းကတော့သူဟာစုံလူမျိုးမှန်တိပြီးအမိန့်ပြာဆိုတာသူတို့အပေါ်အနေမကျနိုင်စေမဲ့ပစ္စည်းတက်တက်ပဲလို့ရှင်းပြခဲ့ပါတယ်။ညန့်ရှီကတော့မွေးစားအဖေသားဆိုရင်ကျင်းတီတောင့်ခံသွားမှာဆိုပြီးဆင်းရဲဒုက္ခခံရလဲရန်အိမ်ကမျိုးဆက်ဆိုတဲ့ဘဝကိုစွန့်လွတ်မှာမဟုတ်ဘူးလို့ပြောပြီးရန်ခန်းကိုရန်တွေ့နေခဲ့ပါတယ်။ရန်ခန်းကလက်မခံပဲသူရဲကောင်းဆိုတာဘာတွေများကြီးကျယ်လို့လဲဆိုပြီးဒီအတိုင်းသာဆက်သွားရင်တည်သွားလိမ့်မယ်လို့ပြောနေခဲ့ပါတယ်။နောက်တော့ရန်ခန်းကစိတ်တူပြီးအပြင်ကိုထွက်သွားခဲ့ပြီးအဖေဖြစ်သူရဲ့အုတ်ကူနာမှာလှန်တိုင်းကိုသွားပြီးကစားနေခဲ့ပါတယ်။ရန်ခန်းကအဖေဖြစ်သူမှားခဲ့တဲ့စကားတွေကိုပြန်ကြားရောက်နေခဲ့ပြီးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။ဒီလိုနဲ့ရန်ခန်းလဲအိမ်ထဲကိုပြုံဝင်လာခဲ့ပြီးဦးကြီးတော်ကိုအမိန့်ပြပြန်သွားပေးလိုက်အောင်မယ်လို့ပြောပြီးညန့်ရှီကိုသူမှားခဲ့တာတွေအတွက်တောင်းပန်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဦးကြီးတော်စီကိုထွက်လာရင်းနဲ့ကိုရော်လင်ကျစ်ကိုတွေ့လိုက်ရတာကြောင့်ရန်ခန်းကခေါင်းမိုးပေါ်ကနေကိုရော်လင်ကျစ်ပြောတာတွေကိုအသာလေးနားထောင်ကြည့်နေခဲ့ပါတယ်။ကိုရော်လင်ကျစ်ကဦးရန်ခန်းနဲ့လာတွေ့တာဖြစ်ပြီးကိုရော်လင်ကျစ်ကဦးကြီးတော်သုံးကိုလှုပ်ကြံတာကရန်ခန်းမဟုတ်ပဲဦးရန်ခန်းနဲ့သူ့တပည့်မတွေလားလို့မေးနေခဲ့ပါတယ်။ဦးရန်ခက်ကလည်းကိုရော်လင်ကျစ်ကိုရှီကျူးလိုက်ပြီးသူတို့ရဲ့လက်ကွက်တွေဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်။တကယ်တော့ဦးကြီးတော်ကရန်ခန်းကိုသူ့ဘာသာပြန်လာစေရှင်နေခဲ့တာပဲဖြစ်ပါတယ်။ဦးကြီးတော်ကရန်ခန်းကိုတမင်လန်းဆုံးရအောင်တွန်းပို့ပြီးလိုအပ်တဲ့အချိန်ရောက်မှထွက်ခဲ့မှာပဲဖြစ်ပါတယ်။ရန်ခန်းကကျန်းတိုင်းပြည်ကိုပြန်မလာရင်တော့ဦးရန်ခက်ကတနည်းနည်းနဲ့ရန်ခန်းကိုတည်အောင်လုပ်မှဖြစ်ပြီးအဲ့လိုလုပ်ဖို့ဆုံးဖြတ်ထားတဲ့အကြောင်းကိုရော်လင်ကျစ်ကိုပြောပြလိုက်ပါတယ်။ဒါမှမဟုတ်ပဲရန်ခန်းကဦးကြီးတော်စီကိုပြန်ရောက်လာရင်တော့ဦးကြီးတော်ကရန်ခန်းကိုကောင်းကောင်းဆက်ဆံပေးမှဖြစ်ပြီးရန်ခန်းကဆက်ရိုင်သွားတော့မှဦးကြီးတော်ကတက်ပြစ်မှာပဲဖြစ်ပါတယ်။အခုလိုဦးရန်ခန်းနဲ့ကိုရော်လင်ကျစ်ပြောနေတာတွေကိုရန်ခန်းကအကုန်ကြားလိုက်ရပြီးဒေါသထွက်သွားခဲ့ပါတယ်။ညန့်ရှီကတော့ရန်ခန်းပြန်လာမှထွက်မြော်နေခဲ့ပြီးအပြင်မှာထိုင်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့ရန်ခန်းကပေါ်မလာသေးတာကြောင့်ညန့်ရှီလည်းအထဲကိုပြောင်းဝင်သွားခဲ့ပြီးရန်ခန်းကတော့အဖေနဲ့အမေအုပ်ကူစီကိုသွားပြီးသူဘာလုပ်တင်လဲဆိုတာတွေကိုအကြံဉာဏ်တောင်းနေခဲ့ပါတယ်။ရန်ခန်းကဘလောက်ပဲပေးဆက်ရဆွန့်လွတ်ရပါစေဆက်ပြီးအသက်ရှင်သွားဖို့အတွက်ဆုံးဖြတ်ထားခဲ့ပါတယ်။နောက်ပြီးရန်ခန်းကဝန်ရံဟုံးလျက်ကိုတက်ပြီးသူ့ကံကြမ္မာတွေကိုသူကိုယ်တိုင်ဖန်တီးပြစ်မယ်လို့ကြွေးကြော်နေခဲ့ပါတယ်။ရန်ခန်းလည်းအိပ်ပျော်နေတဲ့ညန့်ရှီကိုတွားကြည့်ပြီးဆောင်ရှုံပေးလိုက်ပြီးထွက်သွားခဲ့ပါတယ်။ညန့်ရှီနိုးလာချိန်မှာတော့စပွဲပေါ်မှာစာတစ်စောင်ရှန်ထားတာကိုတွေ့လိုက်ရပြီးစာထဲမှာတော့ရန်ခန်းကသူ့ကိုယုံကြည်ပေးဖို့နဲ့ကိစ္စတွေပြီးသွားရင်ညန့်ရှီနဲ့အတူတူသက်ဆုံးတိုင်းနေထိုင်သွားမယ့်အကြောင်းရေးသားခဲ့ပါတယ်။ရန်ခန်းကသူ့ကိုစောင့်နေဖို့မှားပြီး3နှစ်ကြာရင်လက်ထပ်ကြမယ်လို့ရေးထားတာကိုဖြစ်ပြီးညန့်ရှီကလည်းအပြင်ကိုရှက်ရှင်ပဲပြေးထွက်ကြည့်ခဲ့ပေမဲ့ရန်ခန်းကမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာယွန်အော်ကဈေးထဲကဟင်းသီးဟင်းရွက်ဟင်းချက်စရာတွေအသီးရွက်တွေကိုကြည့်ပြီးစိတ်တိုင်းမကျဖြစ်နေခဲ့ပြီးဟင်းပွဲတွေထက်မှဆိုးတဲ့အတွက်ဘာရှက်ရင်ကောင်းမလဲဆိုပြီးထိုင်စဉ်းစားနေခဲ့ပါတယ်။နောက်တော့ယွန်အော်ကကြာဖက်နဲ့ကြက်ပေါင်းလို့ရသေးရဲ့ဆိုပြီးအကြံရသွားခဲ့ပါတယ်။ဖြစ်ချင်တော့ဈေးထဲမှာညန့်ရှီကယွန်အော်နဲ့တွေ့လိုက်ရပြီးရန်ခန်းကိုတွေ့မိသေးလားလို့မေးကြည့်ခဲ့ပါတယ်။တစ်ဖက်မှာတော့ကောကျင့်ကတိုင်းလေးကျင့်နေခဲ့ပြီးထုံးစံအတိုင်းဟုံရှိကုန်းကကောကျင့်ကိုစိတ်တိုင်းမကျဖြစ်နေခဲ့ပါတယ်။ဟုံရှိကုန်းကကောကျင့်နှေးကွေးနေတာကြောင့်ရန်သူကိုဘယ်လိုတိုက်ခိုက်မှလဲလို့စူပူနေခဲ့ချိန်မှာရုတ်တရက်ကောကျင့်ကဟုံကြည်ကုန်းကိုလက်ဝါတိုင်းနဲ့တိုက်ခိုက်လိုက်ပါတယ်။ဟုံရှိကုန်းလည်းပါဇက်ထဲကနေအရက်တွေထွက်လာခဲ့ပြီးကောကျင့်ရဲ့မျက်နှာကိုဆင်သွားခဲ့ပါတယ်။ကောကျင့်ကဟုံရှိကုန်းကိုရှက်ရှင်တောင်းပန်လိုက်ပေမဲ့ဟုံရှိကုန်းကတော့သဘောကျလွန်လို့ရည်နေခဲ့ပါတယ်။ဟုံရှိကုန်းကကောကျင့်ကိုအခုလိုပဲအလွတ်ဝင်တိုက်ဖို့နဲ့ကောက်ကျစ်ရမယ်ဆိုပြီးမှားနေခဲ့ပါတယ်။ကောကျင့်ကလက်မခံချင်ခဲ့တယ်လို့ဖြစ်နေတဲ့အတွက်ဟုံရှိကုန်းကလူတယောက်ကိုတတ်တာဟာစိုးတဲ့လောက်ရက်ဖြစ်ပေမဲ့အပြစ်လုပ်ထားတဲ့လူကိုတက်ရင်ရောလို့မေးလိုက်တဲ့အခါကောကျင့်ကပြန်မဖြေနိုင်ခဲ့ပါဘူး။အဲဒီနောက်မှာတော့ဟုံရှိကုန်းကတိုင်းလောကမှာပြန်ဆုံကြမယ်လို့ပြောပြီးထွက်သွားခဲ့တာကြောင့်ကောကျင့်ကဟုံရှိကုန်းနောက်ကိုပြေးလိုက်ခဲ့ပေမဲ့ဟုံရှိကုန်းကိုရှာလို့မတွေ့ပဲဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဟုံရှိကုန်းကအနောက်ကနေပေါ်လာခဲ့ပြီးသူ့နောက်ထပ်မလိုက်တော့ဖို့မှားနေခဲ့ပါတယ်။ကောကျင့်ကသူ့ကိုတိုင်းပညာတွေအများကြီးသင်ပေးပြီးဖြစ်တာကြောင့်ဘာမှမတောင်းဆိုတော့ဘူးလို့ပြောပြီးဒူးထောက်ပြီးအယိုသေးပေးလိုက်ပါတယ်။ဟုံကြည်ကုန်းလည်းသူ့ကိုဒူးမထောက်ဖို့ပြောပြီးယုံအော်ရှက်ကြွေးတာတွေကိုစားထားတဲ့အတွက်ထမင်းဖိုးအဖြစ်တိုင်းပြင်သင်ပေးတာလို့ပြောလိုက်ပါတယ်
ဒါကြောင့်သူတို့နှစ်ယောက်ကဆရာတပည့်တွေမဟုတ်ဘူးလို့ပြောပြီးဟုံရှိကုန်းကကောကျင့်ကိုဒူးထောက်ပြီးအယိုးအသေးပြန်ပေးလိုက်ပါတယ်ဒီလိုနဲ့ဟုံရှိကုန်းကထွက်သွားဖို့လုပ်တဲ့အခါကောကျင့်ကတင်ထားတဲ့ကြက်ပေါင်လေးကိုထုတ်ပြလိုက်ပါတယ်ကောကျင့်ကအမေဖြစ်သူဟာသူများကျေးဇူးကိုယူထားဖို့ရင်ပြင်ဆက်ရမယ်လို့တင်ပေးထားခဲ့တာကြောင့်ဟုံရှိကုန်းကိုကြက်ပေါင်ပေးလိုက်ပါတယ်နောက်ပြီးဟုံရှိကုန်းကိုပျော်ရွှင်ဖို့ပြိုင်ဘက်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်တော့ကောကျင့်ကတိုင်းလောကမှာထပ်တွေ့ကြမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့ကောကျင့်ကယုံအော်နဲ့ညက်ရှိစီကိုရောက်လာခဲ့ပါတယ်ယုံအော်ကဟုံရှိကုန်းရောလို့မေးလိုက်တဲ့အခါကောကျင့်ကဟုံရှိကုန်းထွက်သွားပြီလို့ပြန်ပြေခဲ့ပါတယ်ယုံအော်လဲဟုံရှိကုန်းကကောကျင့်ကိုတပည့်အဖြစ်လက်မခံပဲကျန်တဲ့ငကနိုင်လောက်ဝါတိုင်းသုံးခွက်ကိုလည်းမတင်ပေးခဲ့တာကြောင့်ဟုံရှိကုန်းကိုအပြေးအလွှာတွားချခဲ့ပါတယ်ယုံအော်ကဟုံရှိကုန်းကိုအော်ခေါ်နေခဲ့ပေမဲ့ထွက်မလာခဲ့တာကြောင့်ဟုံရှိကုန်းအကြိုက်ဆုံးဟင်းပွဲတွေကိုချက်ထားတယ်ဆိုပြီးအမြန်လာစားဖို့ခေါ်နေခဲ့ပါတယ်ဒါပေမဲ့လည်းဟုံရှိကုန်းကထွက်မလာခဲ့တာကြောင့်ယုံအော်ကဟုံရှိကုန်းရဲ့နာမည်ကြီးငကနိုင်လောက်ဝါတိုင်း18ကွက်ထဲမှာ15ကွက်ထိကိုပဲမြင်ဖူးခဲ့တဲ့အတွက်18ကွက်ရှိရဲဆိုတာအလိမ်ညာပဲလို့အော်ပြောခဲ့ပါတယ်ဟုံရှိကုန်းကယုံအော်ပြောသမျှတွေကိုကြားနေရပေမဲ့ထွက်မလာသေးပဲအဲ့ဒီနောက်မှာတော့ယုံအော်ကကြက်ပေါင်အယိုးပြုတ်ကျလာတာကိုတွေ့လိုက်ရပါတယ်ဟုံရှိကုန်းလည်းစားဖူးသမျှထဲမှာဒီကြက်ပေါင်ကအကောင်းဆုံးပဲလို့ပြောပြီးပြန်ပေါ်မလာတော့ပါဘူးဒီလိုနဲ့ယုံအော်ကဟုံရှိကုန်းကိုဒေါသထွက်နေခဲ့ပြီးကောကျင်းကတော့ဟုံရှိကုန်းကနဂနိုင်လောက်ဝါတိုင်း15ကွက်တောင်တင်ပေးခဲ့ပြီးဖြစ်တဲ့အတွက်လောဘထက်မကြီးတဲ့တော့ဘူးလို့ထင်နေခဲ့ပါတယ်ယုံအော်ကတော့ကောကျင်းကမွန်ဂိုမလေးနဲ့မခွဲရတာကြောင့်ပြန်ပြီးလက်ထက်တော့မှလားဆိုပြီးရင်စနေခဲ့ပါတယ်ကောကျင်းကနဂနိုင်လောက်ဝါတိုင်း18ကွက်ကိုမတင်မဲယုံအော်ရဲ့အဖေအထင်သေးသွားမှဂန္ဓာရထဲကိုသွားပြီးမွန်ဂိုမလေးနဲ့ယူဖို့လုပ်နေတယ်ဆိုပြီးဘလိုင်းကြီးရန်တွေ့နေခဲ့ပါတယ်ညန့်ရှီကလည်းဂျားထဲကနေကောကျင်းမှာအဲ့ဒီလိုစိတ်မျိုးမရှိဘူးဆိုတဲ့အကြောင်းဝင်ပြီးဖြန့်ဖြေပေးလိုက်ပါတယ်ကောကျင်းကယုံအော့ကိုစိတ်မဆိုးဖို့နဲ့ဟုံရှိကုန်းကိုရှာပြီးကြံတဲ့တိုင်းသုံးကွက်ကိုတင်ခဲ့မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်ယုံအော်ကလည်းအရွဲတိုက်လိုက်ပြီးရှာမတွေ့ရင်ပြန်မလာနဲ့လို့မှားလိုက်ပါတယ်ကောကျင်းကဟုံရှိကုန်းကိုလိုက်ရှာနေခဲ့ပေမဲ့အရေးအယောင်တော့မတွေ့ရသေးပါဘူးဒီလိုနဲ့အချိန်လေးကြာသွားခဲ့ပေမဲ့ကောကျင်းပြန်မလာသေးရကြောင်းယုံအော်ကစိတ်ပူနေခဲ့ပြီးညန့်ရှီကလည်းကောကျင်းကဟုံရှိကုန်းကိုရှာမတွေ့လို့ပြန်မလာရဲတာလို့ထင်နေခဲ့ပါတယ်နောက်တော့ယုံအော်တို့နှစ်ယောက်လည်းကောကျင့်ကိုလိုက်ရှာနေခဲ့ကြပြီးရှာလို့မတွေ့တာကြောင့်ယုံအော်ကကောကျင့်လုံးဝပြန်မလာတော့မှကိုစိုးရိမ်နေခဲ့ပါတယ်။ညန့်ချီကတော့ကောကျင့်ပြန်လာမှာပါလို့အားပေးနေချိန်မှာပဲရုတ်တရက်အတန်တန်ကိုကြားလိုက်ရပါတယ်။ယုံအော်တို့လည်းတွားကြည့်ကြတဲ့အခါကောကျင့်အိပ်ပျော်နေတာကိုတွေ့လိုက်ရပြီးယုံအော်ကစိတ်ဆိုးသွားခဲ့ပြန်ပါတယ်။ကောကျင့်ကယုံအော်ကိုသူတစ်နေ့လုံးဟုံရှိကုန်းကိုမတွေ့တာကြောင့်ပြန်မလာရဲဘူးဆိုပြီးပြန်လျှော့နေခဲ့ပါတယ်။နောက်ပြီးကောကျင့်ဘိုက်တွေကလည်းဘိုက်ဆာလွန်လို့အတန်တွေတောင်မြည်နေခဲ့တာကြောင့်ယုံအော်လည်းကောကျင့်ကိုစားစရာလုပ်ပေးမယ်ဆိုပြီးပြန်ခေါ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ယုံအော်ကရန်ခမ်းတို့ကိစ္စဟာဝိုင်ရန်ဟုံးလျက်နဲ့ပတ်သက်နေရမယ်လို့ယူဆထားခဲ့ပြီးအမုန်းတွေကြောင့်တခြားလူကိုကြောက်တုံတာဖြစ်တဲ့အကြောင်းညန့်ရှီကိုရှင်းပြနေခဲ့ပါတယ်။နောက်ပြီးအိုးရန်ခက်ကလည်းရန်ခမ်းတို့ကိုဝရမ်းထုတ်ထားတဲ့ကြီးညာစာတွေကိုကောကျင်းတို့မတွေ့အောင်သူတို့တပည့်တွေကိုတမင်ဆုတ်ခဲခိုင်းလိုက်ပြီးရန်ခမ်းတို့အကူအညီမဲ့သွားအောင်လုပ်ထားခဲ့တာပါ။တစ်ဖက်မှာတော့ဦးကြီးတော်ကအိုးရန်ခက်ကိုသူ့အကြံစီတွေအောင်မြင်ပါမလားလို့မေးနေခဲ့ပြီးအိုးရန်ခက်ကတော့မကြခင်မှာပဲသတင်းကောင်းကြားရမှာပါလို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရန်ခမ်းကဦးကြီးတော်ကိုတွေးခွင့်တောင်းလာခဲ့ပြီးဦးကြီးတော်ကလည်းဝမ်းသာသွားခဲ့ပါတယ်။ရန်ခမ်းကဘောလုံးလိုကြောက်တုံကြီးကိုတန်ကြိုးတွေနဲ့ရှိထားပြီးတန်ကြိုးတွေနဲ့ကြိတ်အကြီးကြီးကိုတော့ပခုံးမှာစိုက်ပြီးဆွဲလာခဲ့ပါတယ်။ရန်ခမ်းရဲ့ပခုံးမှာကြိတ်တွေကြောင့်သွေးတွေထွက်နေခဲ့ပြီးလူကလည်းမောဟိုက်နေခဲ့ပြီးမြေကြီးပေါ်ကိုဒူးထောက်ချလိုက်ပါတယ်။ရန်ခမ်းကဦးကြီးတော်ကိုတောင်းပန်လိုက်ပြီးအမိန့်ပြာကိုပြန်ပေးလိုက်ပြီးသူ့အသက်ဆက်မရှင်ရင်တော့တာကြောင့်တည်တံပေးဖို့တောင်းဆိုခဲ့ပါတယ်။ဦးကြီးတော်ကစိတ်မကောင်းဖြစ်သွားခဲ့ပေမဲ့ဦးရန်ခက်ကဦးကြီးတော်ရှိရနဲ့ပိတ်ရက်ပြီးရန်ခမ်းတစ်ယောက်အခုဆိုရင်သူ့ကိုယ်သူဝယ်မျိုးနွယ်လားဒါမှမဟုတ်ရန်မျိုးနွယ်လားဆိုတာကိုသိသွားပြီလားလို့မေးလိုက်ပါတယ်။နောက်တော့ဦးရန်ခက်ကဦးကြီးတော်ကိုသူနိုင်ရှင်ရင်မျက်နှာထားတီတီနဲ့ပြန်လက်ထွက်သွားခိုင်းခဲ့ပါတယ်။ဦးကြီးတော်ကလက်ထွက်လာခဲ့ရပေမဲ့ရန်ခမ်းကိုစိတ်ပူနေခဲ့ပြီးအဆောင်ထဲမှာရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေခဲ့ပါတယ်။ဦးကြီးတော်ကရန်ခမ်းကိုမုန်းပေမဲ့လာကျင်ခံစားနေခဲ့ရတာကြောင့်ဦးရန်ခက်ကရန်ခမ်းတစ်ယောက်ဦးကြီးတော်ကိုအငန့်ခံလာစေရှင်စိတ်မာရမယ်လို့အကြံပေးခဲ့ပါတယ်။အဲ့ဒီအချိန်ရန်ခမ်းကမိဘတွေကိုသူ့အပေါ်နားလှည့်ပေးဖို့နဲ့ထောက်ခံပေးဖို့တိုင်တယ်နေခဲ့ပါတယ်။နောက်တော့မိုးတွေတဲတဲမဲမဲရွာချလာခဲ့ပြီးဦးကြီးတော်ကတော့ရန်ခမ်းမွေကင်းစားအချိန်လေးကိုပြန်ပြီးအမှတ်ရနေခဲ့ပါတယ်။ဒီလိုနဲ့ဦးကြီးတော်ကရန်ခမ်းကိုတွားကြည့်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဘာသဘောလဲလို့အော်ဟစ်လိုက်ပါတယ်။ရန်ခမ်းကတော့ဦးကြီးတော်ရဲ့လက်ထဲမှာသူတည်ရမယ်ဆိုရင်ဝမ်းမနေတော့ဘူးလို့ပြန်ဖြေလိုက်ပါတယ်။ဦးကြီးတော်လည်းထီဆောင်ထားတာကနေထွက်လာခဲ့ပြီးသူကဘာတူလဲလို့မေးလိုက်တဲ့အခါရန်ခမ်းလည်းအဖေးလို့ပြောလိုက်ပါတယ်
အဲ့ဒီနောက်မှာတော့ရန်ခမ်းကမိုးရေထဲမှာပြစ်လဲကျသွားခဲ့ပြီးတတိလက်သွားခဲ့ပါတယ်။နောက်တော့ဦးကြီးတော်ကရန်ခမ်းကိုအခန်းထဲကိုခေါ်သွားခဲ့ပြီးရန်ခမ်းအတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဦးရန်ခက်ကတော့ရန်ခမ်းကပဲဦးကြီးတော်ကိုရှစ်တာဖြစ်တင်ပြီးဦးကြီးတော်ကရန်ခမ်းကိုမရှစ်တင်ဘူးလို့မှားနေခဲ့ပါတယ်။အဲ့ဒီအချိန်မွန်ကိုကထင်မှုကျန်းကသူ့ရဲ့သားဖြစ်သူထောလေးကိုဆွေးနွေးဖို့လွတ်လိုက်ပြီးဦးကြီးတော်သုံးကတာဝန်ယူတွေ့ဆုံမဲ့အကြောင်းဦးကြီးတော်စီကိုအကြောင်းကြားလာခဲ့ပါတယ်။ဦးရန်ခက်ကဦးကြီးတော်ရဲ့ကိုရေးကိုတာကိစ္စတွေဖြေရှင်းပြီးသွားပြီဖြစ်တဲ့အတွက်တိုင်းပြည်ရေးရာတွေကိုပြန်အာရုံစိုက်တင်ပြီးဦးကြီးတော်ကပဲမွန်ဂိုတွေနဲ့ဆွေးနွေးတင်တယ်လို့အကြံပေးခဲ့ပါတယ်။ဒီလိုနဲ့ဦးကြီးတော်တို့အပြင်ကိုထွက်သွားကြတော့မှရန်ခမ်းကနှိုးလာခဲ့ပါတော့တယ်